ကျမတရားရုံးထဲမှာမတ်တက်ရက်နေတော့အိမ်နီနာချင်းဘကပတ်တီးစီထားတဲ့သူမလက်ကိုမြောက်ပြပြီးကျမရဲ့ရက်ဆက်လာတဲ့ခွေကြောင့်သူမစိတ်တန်ရာရသွားတယ်လို့တရားသူကြီးကိုပြောနေပါတယ်တရားသူကြီးကကျမကိုကြည့်ပြီးတရားခံပင်မလဲလို့မေးတယ်ကျမလည်းအိတ်ထဲနိုင်ပြီးပြီးနက်ကိုထုတ်လိုက်တယ်သူက6ပေါင်ပဲလေးတဲ့အသက်ကြီးနေပြီဖြစ်တဲ့ချီဝါဝါခွေးလေးပါတရားရုံးမီလုံးတွေကြောင့်မျက်စိနာမှာဆိုလို့မျက်မှန်သေးလေးတက်ပေးထားတာတရားသူကြီးကသူ့ကိုစိုက်ကြည့်ပြီးဒါနောက်ပြောင်နေတာလားလို့မေးတယ်ကျမခေါင်းခါလိုက်ပြီးဒါပြီးနက်ပါသူကအစ်စ်အမြင့်ရောင်ယောဂရှိတယ်ခြေထောက်က3ချောင်းပဲရှိပြီးအကြိုက်ဆုံးဝါသနာကအိတ်ဖို့ပါပဲလို့ပြောလိုက်တယ်ပြီးနက်ကတန်းဝေလိုက်တော့ကြံနေတဲ့သွားတစ်ချောင်းထဲကိုမြင်လိုက်ရပြီးဒါကတရားသူကြီးကိုစိတ်ပြက်လက်ပြက်ခေါင်းငုံသွားစေတယ်ဒီအခြေအနေဘလို့အဆုံးသတ်မလဲဆိုတာကျမမစောင့်နိုင်တော့ဘူးဘကသူမရဲ့တက်တည်ထွက်ဆိုချက်ကိုစတင်ပြောဆိုပါတော့တယ်အဲ့ဒီသားရဲကကျမနောက်ကိုရက်တပတ်ပေါင်းများစွာချောင်းမြောင်းနေခဲ့တာနေတိုင်းကျမလမ်းလျှောက်သွားရင်သူကအဲ့ဒီမှာရှိနေပြီးကျမကိုစောင့်ကြည့်တယ်မျှော်နေတယ်ကြံစီနေတယ်တရားသူကြီးကကျမလက်မောင်းပေါ်မှာတရွေးတွေစီးကြပြီးအိပ်ပျော်နေပြီဖြစ်တဲ့ပြီးနက်ကိုကြည့်လိုက်တယ်အဲ့ဒီခွေလားဘကပြီးနက်ကိုလက်ညှိုးထိုးပြီးဟုတ်တယ်သူကမြင်ရတယ်လို့မျိုးအပြစ်ကင်းတာမဟုတ်ဘူးလို့ပြောတယ်ကျမငြိမ်မနေနိုင်တော့ပဲတရားသူကြီးမင်းရှင်ပြီးနက်ကအတွင်းတိတ်ရှိလို့ငါးပေထက်ကျော်ရင်မမြင်ရပါဘူးလို့ပြောလိုက်တယ်ဘကပတ်တီးစီထားတဲ့လက်မကိုမြောက်ပြပြီးဆက်ပြောတယ်ကျမဘာသာအေးအေးဆေးဆေးနေနေတာကိုအဲ့ဒီငရဲခွေးကကျမစီခုံအုပ်ပြီးလက်ကိုတိုက်ခိုက်ခဲ့တာသူ့ကိုတက်ပြရမယ်တရားသူကြီးကသူမရဲ့လက်မကိုစစ်စစ်ကြည့်ပြီးစေကူတာမှုခံယူဖို့လိုအပ်ခဲ့လို့လားလို့မေးတယ်ဘကအသက်ရှူမသွားပြီးသူမလက်ကိုရင်ဘတ်ပေါ်ဒရမာဆန်ဆန်တင်လိုက်ရင်မဟုတ်ပါဘူးဒါပေမဲ့တွေးထွက်ခဲ့တယ်တရားသူကြီးမင်းကျမအသက်အတွက်ရုန်းကန်ခဲ့ရတာလို့ပြောတယ်ပြီးတော့အဲ့ဒီ6ပေါင်ပဲလေးတဲ့ခွေးကိုရှင်ကဘလို့နီးနဲ့အတိအကျပြန်တိုက်ခိုက်ခဲ့တာလဲလို့ကျမမေးလိုက်တယ်ဘကနှာခေါင်းရှုံပြီးကျမကိုကာကွယ်တဲ့အနေနဲ့ခြေထောက်ကိုလှုပ်ရှားလိုက်တာလို့ဆိုတယ်တရားသူကြီးကမျက်ခုံးပင်ပြီးရှင်ခွေးကိုကန်လိုက်တာပေါ့ဘကလက်နှစ်ဖက်လုံးမြောက်ပြပြီးကျမကန်ရမှာပေါ့မဟုတ်ရင်အဲ့ဒီခွေးယူကျွတ်ဆုပ်ကကျမကိုတက်ပြစ်နိုင်တယ်လို့ပြောတယ်တရားသူကြီးကကျမကိုကြည့်ပြီးရှင်ဖြစ်ဆွပြောချင်တာရှိသေးလားလို့မေးတယ်ကျမခေါင်းညစ်ပြီးကျမရဲ့အိမ်ရှိဘဲကင်မရာမှာအားလုံးအတန်သွင်းမိထားပါတယ်လို့ပြောလိုက်တယ်ရုံးလူလင်ကဗီဒီယိုဖိုင်ကိုဖွင့်လိုက်ပြီးဘလမ်းလျှောက်လာတာနဲ့ဝရန်ဒါမှာပြီးနက်အိပ်ပျော်နေတော့သူမကလက်လန်းလိုက်တာကိုကျမတို့ကြည့်ခဲ့ကြတယ်ပြီးနက်ကသူမကိုဂယုမဆိုင်တဲ့အခါသူမကသူ့ကိုကန်လိုက်ပြီးနောက်ကိုလွှင့်သွားစေတယ်ပြီးနက်ကနောက်ပြန်လန်ပြီးရုန်းကန်ခဲ့ရတယ်ပြီးတော့ပျက်စီးနေတဲ့ကစားစရာကောင်းလေးမိတန်လိုအတန်တွေထွက်နေတာကိုကြားရတယ်အဲ့ဒီနောက်ဘကဘေးပညာကိုကြည့်ပြီးမှသူမလက်ကိုကျမရဲ့နှင်းစီခြုံဆူးတွေနဲ့တိုက်ရိုက်ဆွဲနှုတ်လိုက်တယ်တရားသူကြီးရဲ့မျက်နှာကလုံးဝတင်းမာသွားပြီးဒါဆိုရှင်ကသူများပိုင်တဲ့ထဲမှာအိတ်နေတဲ့ခွေးကိုလက်လန်းနဲ့ကန်နေပြီးတော့ခြုံပုံးနဲ့ကိုပါတာချစ်မိတယ်အခုကျတော့သူ့ကိုတက်ပစ်စေချင်တာပေါ့ဘကမျက်နှာနီးရဲသွားပြီးခြေဆောင်ကဒီဗီဒီယိုကသူဘလောက်ရက်ဆက်လဲဆိုတာကိုမပြဘူးလို့အတင်းညင်းတယ်တရားသူကြီးကခေါင်းခါပြီးတက်ပြင်းချလိုက်တယ်အမှုပလက်တယ်သွားပြီးအကူအညီတစ်ခုခုရှာယူလိုက်ပါကျမကတရားသူကြီးစီလျှောက်သွားပြီးတရားသူကြီးမင်းရှင်သူမကကျမရဲ့ရက်ဆက်လာတဲ့ခွေးကိုစိတ်တန်ရာရစေခဲ့တဲ့အတွက်တရိတ်ဆန်ညှဉ်းပန်းနှိပ်စက်မှုနဲ့အမှုဖွင့်ချင်ပါတယ်